မင်္ဂလာပါဒီကောင်းစဉ်ကကြတော့ဘယ်တော့မှမမားဘူးဆိုတာသိကြလားတဲ့ဒါကမိန်းကလေးတွေစဉ်းစားဖို့အတွက်နဲ့မိန်းကလေးတွေအတွက်ယောက်ျားလေးတွေရဲ့ information လေးကိုမျှဝေထားတဲ့စာပိုက်လေးပေါ့နော်မိန်းကလေးတွေမှာ sense of guilt ကတကယ်မရှိကြတာလားလို့တစ်ခါတလေတွေးမိပါတယ်တဲ့တခုခုဆိုလို့ရှိရင်ထိတ်ကနေစိတ်ဆိုးစိတ်ကောက်ပြစ်လိုက်နိုင်ကြပြီးတော့တစ်ဖက်သားကမှအမှားသူတို့မိန်းကလေးတွေဘက်ကအမြဲအမှန်ဆိုပြီးတော့အချိန်တိုင်းမှာတကယ်တွေးနိုင်ကြတာကတော့နည်းနည်းနော် confident တော့မဟုတ်ပါဘူးအမှားကျူးလွန်တာလို့လေကိုကြီးစားကိုအမျိုးသားကိုရိုးရိုးသားသားပြန်တောင်းပန်နဲ့မိန်းမကတော့မမြင်ဘူးတလောက်ရှားပါတယ်ကိုယ့်ဘက်ကမှားနေတာအရင်သိကြနေပြီဆိုလို့ရှိရင်တော့ဝန်ခံတောင်းပန်ရမယ့်အစားဟီကနေငိုချပစ်လိုက်ပြီးတော့အတနာခံရအာနာခံရတဲ့ဘက်ကိုမရောက်ရအောင်ပြန်သွားပစ်လိုက်နိုင်တာမျိုးကလည်းယောက်ျားလေးတစ်ယောက်အနေနဲ့ဘယ်လိုမှလိုက်မမီတဲ့စကေးပါပဲပြောပြချင်တာကတော့အပြစ်ပြောတာမဟုတ်ပါဘူးအဲ့ဒီအကျင့်တွေကြောင့်အမျိုးသမီးတွေနစ်နာနေရတာလေးတစ်ခုကိုစေရနာနဲ့ပြောပြချင်တာပါယောက်ျားတွေဘယ်လိုလဲတဲ့ယောက်ျားတွေဘယ်လိုလဲဆိုတာကိုသူကဒီမှာရေးပြထားပါတယ်မတိသူကြော်သွားတိသူပေါ်စားပေါ့ယောက်ျားလေးတွေကမိန်းကလေးတွေစိတ်ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုတေချာလေ့လာတယ်ဗျမိန်းကလေးအကြိုက်လိုက်ပြီးတော့ခါကြတော့ကိုယ့်ဘက်ပါအောင်ဆွဲဆောင်တတ်တယ်ငါတို့မိန်းကလေးတွေကတနာထက်လို့ပါဆိုပြီးတော့ဆင်ခြင်မပေးပါနဲ့မိန်းကလေးတွေတနာတတ်တယ်ဆိုတဲ့အချက်ကိုယောက်ျားလေးတွေကကောင်းကောင်းအသုံးချနိုင်တာပါကဘာပေါ်မှာဘယ်ယောက်ျားလေးကမှတကယ်တနာစရာမကောင်းပါဘူးတနာဖို့ကောင်းပါတယ်ဆိုပြီးရောအောင်လုပ်တဲ့စကေးပဲကောင်းတာပါတဲ့